ရာဘကတိုင်းမှုလို့ပဲပြောမှာပေါ့နော်ဒီရှမ်းပြည်နယ်တောင်ကြီးအခြေစိုက်တဲ့အရှင်မင်းစနန်တော်တိုင်းမှုအစ်စ်ပါအဲ့တိုင်းမှုကတာဝန်ထမ်းဆောင်တော့ဘယ်တော့မှမကြသေးဘူး2လ3လလောက်ပဲရှိသေးတယ်အများဆုံး3လပေါ့အဲ့လောက်ပဲရှိသေးတယ်ဘုံချုပ်ဇော်နိုင်ဦးပေါ့နော်3လရှိမလားအေးပေါ့3လတော့မပြည့်သေးဘူးနော်3လတော့မပြည့်သေးပါဘူးဒီဘုံချုပ်ဇော်နိုင်ဇော်ဦးဆိုတဲ့ပုဂ္ဂိုလ်သူနဲ့သူ့ရဲ့ PSO ပေါ့နော် PSO အဲ့နှစ်ယောက်ကိုတစ်ပြီးတယ်ပေါ့အဲ့နှစ်ယောက်ကတစ်ပြီးတယ်ပေါ့တစ်နဲ့ကြောက်ပြီးတယ်အဲ့လိုမျိုးပြောတာပဲတစ်နဲ့ကြောက်ပြီးသွားတယ်ပေါ့ဟောကျွန်တော်စဉ်းစားကြောင်းသွားတယ်တိုင်းမှုနဲ့သူ့ပြဲဆိုတစ်ပြီးတော့ပြုတ်တစ်ပြီးတော့ပြုတ်သွားပြီလေတဲ့အဲ့လိုကြားတော့ဟမ်တစ်လုံးပြီးတော့ဘာကိစ္စပြုတ်တာလဲပေါ့ဘယ်ဟုတ်မလဲအဂရိပေါ့ဗျာပြောရင်အဂရိအတိုင်ကြားခံလိုက်ရတော့သွားစစ်လိုက်တဲ့အခါအဂရိအတိုင်ကြားခံပြီးတော့သွားစစ်တယ်ပေါ့အဲ့မှာကသနာမှုကိုလည်းဆင်းစစ်ပြီးတော့ခိုင်မာတဲ့အတွက်သူ့ကိုခေါ်ပြီးတော့ဖမ်းပြီးတော့နေပြီးတော့ခေါ်သွားတယ်လို့သိရတယ်သူ့ပြဲဆိုပါသွားပြီလို့သိရတယ်ပါသွားပြီးတော့လောလောဆယ်တော့ရဘကတိုင်းမှုအစ်စ်တော့ပြန်ခန့်လိုက်ပြီလို့သိရတယ်ဆိုတော့ဒီမွေးစေဝါတို့သူခေါင်းစဉ်ကတော့မျိုးစုံတက်တယ်ဗျပြည်ပြင်းမီတွေကတော့မျိုးစုံတက်တယ်မှာတရားဝင်ကုန်စီမွေးစေဝါကြောက်စိမ့်နဲ့တစ်ပေါ့အဲ့လိုခေါင်းစဉ်တက်တယ်ဒါပေမဲ့ကျွန်တော်သိတာတော့ဒီအဂရိလိုပဲလူရင်းချုပ်ရပါတယ်နော်လူရင်းချုပ်ရတယ်ဆိုတော့သူကတာဝန်ကြတာသူကလည်းတစ်ချိန်တော့ဘာထုတက်နေရသူကဒါဘာထုတက်တဲ့တက်နေရဟိုเจ้าအုပ်ကြီးပေါ့နော်ဘာထုเจ้าအုပ်ကြီးကနေပြီးတော့မှသူကဒီပြီးခဲ့တဲ့ကဆတ်ထားမှုဇော်မင်းလက်ထင်တယ်ကျွန်တော်မေ့တယ်ဇော်မင်းလက်လာပါလားကျွန်တော်ကြရတော့sorry ရှန်ကရအဆက်ကိုတော့အဲ့တော့တိုင်းမှုရှိတယ်အခုတော့ကဆရာမှုဖြစ်သွားတယ်သူ့နေရာကိုအဲ့ခုနတိုင်းမှုဘုံချုပ်နိုင်စောဦးကသူကဝင်တာ DSC မဟုတ်သူအလုပ်တွေ ODC 25အဆင်းတာအဲ့တော့ဘာလို့တန်းအကြောင်းကြီးပြီးခဲ့တဲ့ဩဂုတ်လမှာသူတိုင်းမှုဖြစ်တာဩဂုတ်လကိုမင်းလောက်မှာတိုင်းမှုဖြစ်တာဖြစ်ပြီးတော့မှအခုဆိုစက်တင်ဘာအောက်တိုဘာ3လတော့မပြည့်သေးဘူး2လကျော်ပဲရှိသေးတယ်အခုနားလိုက်တောက်ဟိုအဂရိနဲ့ညှိသွားတာပေါ့နော်ဆိုတော့ကျွန်တော်ကပွင့်လေပြောရင်ဗျဒီကိစ္စမှာကျွန်တော်ပွင့်လေပြောရင်တော့သူမားတဲ့မန်နေဆိုတာခဏထားနောင်လာမဲ့တက်မတော်ရဲ့အလောင်းနေရာတွေအကုန်လုံးတိုင်းမှုအလောင်းနေရာတွေတက်မတော်အကြီးကဲပေါင်းများစွာဖြစ်လာမဲ့တက်မတော်ထိတ်တိုင်းညာတာဝန်ထမ်းဆောင်ကြမဲ့ပုံကိုအကုန်လုံးနေတယ်ခင်ဗျားတို့အမြဲတမ်းသတိထားရမှာတခုရှိတယ်ငွေကြီးစံနောက်စော်ကြီးစံပေါ့စော်ကြီးစံလို့ပြောမလားမိမကြီးစံပေါ့နော်ငွေကြီးစံနဲ့မိမကြီးစံရှောင်းနိုင်အောင်ကြိုးစားပါဘာကြောင့်လဲဆိုတော့ကိုတက်မဲ့တက်လန်းတွေကိုပိတ်သွားနိုင်တယ်ငွေကနောင်တစ်ချိန်မှာရှာလို့ရနိုင်ပြီမဲ့ယာရူးကပိုရထားတဲ့ယာရူးကခဏလေးနဲ့ပြုတ်သွားနိုင်တယ်ဆိုတော့မမေ့ဘူးပါအခုဒါသင်္ကန်းစာယူတဲ့ကိစ္စပါဒီဖြစ်စဉ်တကယ်လည်းဖြစ်သွားပါတယ်တကယ်လည်းဖြစ်တယ်အခုတိုင်းမှုပြုတ်သွားပြီပေါ့ဗျာဒီလိုကျွန်တော်ပြောပြတယ်ပြုတ်ပြီပေါ့ဘာလို့ပြုတ်လဲဒီအဂရိပေါ့သူ့အခုစစ်နေပြီဆိုတော့ဒါသူသွားပြီပေါ့အစ်စ်တောင်တိုင်းမှုအစ်စ်တောင်လဲပြီဆိုမှတော့အစ်စ်တယောက်ရောက်လာပြီလို့ပြောတယ်အစ်စ်ကဘယ်ရလဲဆိုတော့ထားပါတော့ဘယ်ရလို့ဆိုတော့ထားလိုက်တော့အပတ်စဉ်40လို့သိရတယ်ဆိုတော့သူဘယ်လိုပဲဖြစ်သူဒီအစစ်ဆေးခံလာပြီဆိုတော့သူ့အတွက်ကလာဘယ်လိုမှမကောင်းတော့ပြီးတော့ကြော်စောတယ်ပြီးတော့ဓာကြီးကသစ္စာမှုကိုဆင်းစစ်ပြီးတော့မှခေါ်သွားတယ်ပြီးသွားပြီဆိုတော့ဒါကြောင့်ကျွန်တော်ကနောင်လာမဲ့မျိုးဆက်လောင်းနေရတယ်ကျွန်တော်နဲ့ဆိုအကိုအရွယ်တွေပေါ့အကိုအရွယ်တွေနောက်နောင်လာမဲ့ညီတွေလည်းရှိတယ်အဲ့ဒါတွေကိုတော့ကိုယ်ကရင်မန်းချက်ကြီးထားတယ်ဆိုရင်ဒီအဂရိကိုရှောင်နိုင်အောင်ကြိုးစားဖို့လိုတယ်အဂရိကဘာလဲကိုနောက်ဖွေးချက်ပေါက်ကနောက်ဖွေးတကားပေါက်ကနေဝင်လာတယ်ဘေးကဝင်လာအလဲကဝင်တဲ့ဝင်တယ်မိမစီကဝင်မယ်မိသားစုစီကဝင်မယ်တာသမီစီကဝင်မယ်နေရာပေါင်းစုံနေအဂရိကယာရုကြီးတဲ့ပုံကိုယ်တွေစီကိုဝင်လာတတ်လိမ့်ရှိတယ်ဘာကြောင့်လဲဆိုတော့စီးပွားရေးလုပ်ငန်းရှင်တွေနောက်တစ်ခါအဂရိစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဒီပတ်စံရှာနေတဲ့ဒီမတရားမဝင်လုပ်ငန်းတွေကိုလုပ်ပြီးပတ်စံရှာနေတဲ့လူတွေကကြတော့အဲ့ဒီနီလန်နဲ့ဒီယာရုယာကန်ကြီးတဲ့ပုံကိုယ်တွေကိုချင်းကပ်ပြီးတော့တနည်းနည်းနဲ့ရအောင်ချင်းကပ်တရားကနေတရားချင်းကပ်ပြီးတော့မှဒါဟိုလာပြီးတော့ဟိုပတ်စံပေးတယ်ပေါ့ဗျာခွင့်ရေးပေးတယ်အဲ့ဟာကိုကစိတ်ထဲမှာအန်ရကင်းတယ်လို့ထင်ပြီးယူလိုက်ပြီးတာမျိုးရှိတယ်ဒါပေမဲ့တချို့ကိစ္စတွေကကိုယ့်ရဲ့ဟိုခန္ဓာကိုယ်စမ်းတာကိုယ့်ရဲ့ဟိုစမ်းတာပေါ့ကိုယ့်ရဲ့တမာရီကိုစမ်းတာဖြစ်နိုင်တဲ့အတွက်ဘာပြီးတော့တချို့ကိစ္စတွေကတိုင်းမှုလောင်းလျာလေးတွေနော်တိုင်းမှုလောင်းလျာလေးနောက်တစ်ခါဒီဟိုတိုက်ရင်မှုတွေတိုင်းမှုလောင်းလျာတွေဗျူဟာမှုတွေတက်မှမှုတွေနောက်တစ်ခါကားစရာဖြစ်မဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေဒုတိယဗိုလ်ချုပ်ကြီး level တွေနောက်ဗိုလ်ချုပ်ကြီးဖြစ်မဲ့လူတွေနောက်တက်ချုပ်ဖြစ်မဲ့လူတွေအဆင့်ကြီးပေါ့ဗျာအကုန်လုံးကကိုအဂရိလှိုင်းကအချိန်မရွေးလာရိုက်နိုင်တယ်ဆိုတော့မမေ့ဘူးပါအဲ့ဒါကိုမေ့လိုက်တာနဲ့အမြကိုကနေထိုင်နေကိုယ့်ရဲ့ယာရုတွေအညွန့်ကျိုးသွားတတ်တယ်အခုဘာပဲပြောစိတ်မကောင်းစရာလို့ပြောလို့ရတယ်အဂရိလှိုင်းကလာရိုက်တဲ့အခါအဲ့တောင်မခံနိုင်တဲ့တမာရီမရှိတဲ့အခါတမာရီအားနေသွားတာသို့မဟုတ်တမာရီအားနေခြင်းမရှိခြင်းဆိုတာတဲ့ရုတ်တရက်ကိုတမာရီစမ်းသပ်ခံလိုက်ရတဲ့အခါမှာနေထိုင်နေဟိုကိုယ့်ရဲ့တက်လန်းနေအညွန့်ကျိုးကိုဒါစိတ်မကောင်းစရာပဲဒါကြောင့်နောက်လာမဲ့တက်မလို့ထိတ်တိုင်းကောင်းဆောင်ဖြစ်မဲ့ပုံကိုယ်တွေအစိုးရဝင်ကြီးဒူဝင်ကြီးညွန်မှုညွန်ချုပ်တွေအကုန်လုံးကသတိထားပါအဂရိလှိုင်းကအချိန်မီခင်ဗျားတို့စက္ကန့်နဲ့မှလည်းရိုက်နေတယ်အဂရိလှိုင်းကခင်ဗျားတို့စီတောက်ချောက်ပုတ်ခတ်နေတယ်လာပုတ်တယ်အဂရိလှိုင်းနေတောက်ချောက်ပုတ်နေတဲ့အချိန်မှာခင်ဗျားတို့အဲ့လှိုင်းကိုကြံ့ကြံ့ခံနိုင်ဖို့အတွက်ပြင်ထားပါတမာရီအားကောင်းပြင်ထားကြပါကျွန်တော်ဒါပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ဘာလို့လဲဆိုတော့နောက်လာမျိုးဆက်တွေလည်းအများကြီးကျန်သေးတယ်ဆိုတော့တခါတည်းမှာမထင်မှတ်တဲ့တာယာမှုလေးတွေကနေကိုယ့်ဘဝတစ်ခုလုံးမှာအပြောင်းလဲဖြစ်သွားတဲ့အထိဖြစ်သွားတဲ့ဟာတွေဆိုလဲရှေ့မှာလူတော်တွေဗျာတအားတော်တဲ့လူတွေရှိတယ်တက်မတော်မှာလူတော်တွေရှိတယ်တော်ရင်မဲ့မထင်မှတ်တဲ့လှိုင်းကိုတန်ခံလိုက်ရပြီးတော့ဘုံတိုင်းဖုတ်ကွာဆိုရာလူတို့ကတော့တပုံကြီးပဲဒါကြောင့်မလို့ကျွန်တော်ကတော့ဟိုမဖြစ်စေချင်ပါဘူးတက်မှာလူတော်တွေအများကြီးရှိတယ်အစိုးရဝန်ထမ်းတွေမှာလူတော်တွေအများကြီးရှိတယ်
မထင်မှတ်တဲ့အဲ့ဒီ line နဲ့အချင်းချင်းပုတ်ချတယ်ဆွဲချတယ်ပုတ်တဲ့ line တွေဆွဲချတဲ့ line တွေအချင်းချင်းလုပ်ကြတဲ့ဟာတွေနဲ့ညှပ်ပြီးတော့ကိုကအဲ့ line ထဲမှာဒီရီယောနဲ့ပါသွားရင်ကိုတက်မဲ့အညွန့်တွေအကုန်ကျိုးကိုဘွားပဲထိခိုက်ပါတယ်ဒါကတော့ကျွန်တော်ရှိသမျှအကုန်လုံးညီကိုတွေကိုအကူရွယ်တွေကိုညီရွယ်တွေရှိတဲ့ယာရုတက်လန်းအလားလာရှိသောပုံကိုယ်တိုင်းကိုတိုက်တွန်းတာပါဒါလေးတော့ရှောင်ရဖို့တိုက်တွန်းပါတယ်ဒါတိုက်မှု